အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော် channel လေးကနေစာရေးဆရာနောင်ရိုးရေးသားတဲ့စနေသားနဲ့ဒုတ်ပီးတားပီးငထွားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးရမယ်ဆိုရင်ငထွားရဲ့အကြောင်းလေးကပဲစတင်ရပါလိမ့်မယ်ငထွားရဲ့ဘဝနာကြီးချက်တွေခံစားချက်တွေကိုပရိသတ်တို့နားလည်စီဖို့ပါဇာတ်လမ်းလေးကိုနားဆင်ရင်ကျွန်တော် channel လေးကို like and subscribe လေးပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာဘေးနာကမြင်ရတဲ့ notification လေးကိုလည်းနှိပ်ခဲ့ပေးပါဦးကျွန်တော်ကတော့ဇလန်းတင်ဆက်သူကိုငယ်ပါဇလန်းလေးကဒီလိုဗျအချိန်ကာလကကိုလိုနီခနောင်ပိုင်းမျိုးချစ်ဗမာတို့ကနေချဲတို့ကိုဟိုတစုဒီတစုဖြင့်ပျောက်ကြားစစ်ဆင်နွှဲနေကြပြီးနေချဲတို့ဤနေဝင်ချိန်ရောက်လူပြီဖြစ်ပါတယ်ဒီလိုအချိန်ကာမျိုးမှာနေချဲတို့အရေးကောင်းခဲ့စဉ်ခါကအရေးပါအရာရောက်ခဲ့တော့မြို့ဝန်ကြီးဦးတော်နုတယောက်ကတော့ယခုလိုခက်ပြက်နေချိန်၌မြို့ပေါ်၌နေရေးထိုင်ရေးအခွင့်မသာတော့ဘူးမို့မြို့ပြနှင့်အလံဝေးကွာလာတော့အင်းပြအမည်ရှိတောရလေးစီတို့လာရောက်၍ဇက်မြုပ်နေထိုင်ပါတော့တယ်ထို့သောနေထိုင်ရတဲ့ဦးတော်နုနှင့်အတူသူ၏မယငယ်ဖြစ်သောခင်မာကျွယ်နှင့်သူ၏ပထမမယားကြီးနှင့်ရရှိခဲ့သောခုနှစ်နှစ်သားအရွယ်ငထွားအပြင်သူခေတ်ကောင်းစဉ်ကကျွေးမွေးခဲ့သောသူတပြည့်လူလာကြီးဆိုသူတို့လိုက်ပါလာခဲ့ကြတော့တယ်။သူဤပထမမယားကြီးမှာတော့ငထွားကိုမွေးပြီးလာအနှဲငယ်ကြတွင်မိန်းကလေးယောဂဖြင့်ကွယ်လွန်ခဲ့ပါတယ်။ဤတို့ဖြင့်ဦးတော်နုမှာအင်းပြရွာကလေးတို့ရောက်လင်ရောက်ချင်းသူဤပိုင်ဆိုင်မှုများကိုတဝက်စီခွဲလိုက်ပြီးတဝက်ဖြင့်အင်းပြရွာစွန်တွင်ခြံအကျယ်ရစ်ခြံကိုဝယ်ယူကာအင်ကြီးတစ်လုံးဆောက်လိုက်ပါတော့တယ်။လက်အချုပ်ကိုလည်းဝယ်ယူကာလူလှကိုလောက်ကင်စီတော့တယ်။ကြံတဝက်ကိုမူအိမ်အနောက်ဘက်ရှိခြံတောက်တနေရာစီတွင်မြည်သူမှမသိအောင်မြုပ်နှံထားလိုက်တော့တယ်။ထိုအကြောင်းအရာကိုလူရည်လဲလာသောခင်မာကျွယ်ကရိပ်မိနေတော့တယ်။သို့တော့ဦးတော်နုပစ္စည်းများမြုပ်နှံထားရနေရာကိုသူမှမသိပေ။ဤနေရာတွင်ခင်မာကျွယ်၏အကြောင်းကိုလည်းအနှဲငယ်ပြောပြချင်ပါတယ်။ခင်မာကျွယ်မှာပစ္စည်းဥစ္စာကိုလွန်စွာမမောတွေ့တာပြီးကာမယမတ်လွန်စွာကြီးမားသူဖြစ်ပါတယ်။တို့ကြောင့်မြို့ပေါ်ရှိစဉ်အခါတွင်တတိတကြဲပေါင်းများစွာမျက်နှာဖြူအရာရှိပေါင်းများစွာနဲ့ပတ်သက်ဆက်ဆံမှုပြီးနောက်ဆုံးတွင်မြို့ပိုင်းကြီးမုတ်ဆိုးဘုံဦးတော်နုနဲ့တရားဝင်လက်ထပ်ခဲ့ပါတော့တယ်။ခင်မာကျွဲမှာဦးတော်နုနဲ့လက်ထပ်ရခြင်းအကြောင်းမှာတခုသာရှိသည်။ထိုအကြောင်းအရာမှာသူလွန်စွာမမောသောပစ္စည်းဥစ္စာကြောင့်ပင်ဖြစ်တော်သည်။ဦးတော်နုသည်လွန်စွာမှဩဇာအာဏာကြီးမားလာသည်မဟုတ်ပါလား။ထို့ကြောင့်ဦးတော်နုနဲ့တရားဝင်လက်ထပ်ယူခဲ့တော်သည်။ဦးတော်နုနဲ့လက်ထပ်ပြီးနောက်တွင်တော့သူမသည်ဦးတော်နုအပေါ်အစစအရာရာလိုလေသည်မရှိအောင်မာယာဖြင့်တင်သွင်းထားခဲ့ပြီးဦးတော်နု၏တားဖြစ်သူငထွားကိုလည်းမိခင်ရင်းနှင့်မချပြုစုဆောင်ရှောက်ခဲ့တော်သည်သူမအနေနဲ့ငထွားကိုထိုကဲ့သို့ပြုစုသည်မှာစိတ်ထဲကမပါတော့လေအပေါ်ယံတကာလောင်းထားရခြင်းသာဖြစ်တော်သည်အကယ်၍သာဦးတော်နုသာမျက်ကွယ်ပြူသွားပါကငထွားကိုလည်းအပြက်ရှင်းရန်အစီအစဉ်ရှိနေတော်သည်တိုးနေခင်မကျွဲမှာဦးတော်နု၏ပိုင်ဆိုင်မှုများကိုတိမ့်ပိုက်ရန်ကြံစီစဉ်ခေတ်ကာလ၏အခြေအနေကြောင့်ဦးတော်နုနှင့်အတူအင်းပြရွာကလေးစီတို့လိုက်ပါလာခဲ့ရတော့သည်ဤသို့ဖြင့်သူတို့တွေအင်းပြရွာကလေးစီတွင်ဇက်မြုပ်ပြီးနေထိုင်ကြသည်မှာသုံးနှစ်ခန့်ရှိချိန်တွင်တော့ဦးတော်နုထံတွင်ရှိသောပစ္စည်းများမှာကုန်လူပြီးဖြစ်သည်ထိုအချိန်တွင်ဦးတော်နု၏လူယုံကိုလူလာ၏လေအလုတ်ကိုသာမိကိုအားထားရန်စားတောက်ကြရတော့သည်တဖြည်းဖြည်းနှင့်အချိန်ကာလကြာလာသည်နှင့်မျှဦးတော်နုမှာစိတ်ဖိစီးမှုဇရာဤထူထောင်မှုတို့ကြောင့်ကျမ်းမာရေးကချို့ယွင်းလာခဲ့တော့သည်နောက်ဆုံးမှာတော့အိယာထဲတွင်ဘုံဘုံလဲခဲ့တော့သည်ထိုအချိန်ဝယ်ငထွားမှာ10နှစ်သားအရွယ်ခန့်ရှိနေလိမ့်ပြီဖြစ်သည်ထို့သောဦးတော်နုအိယာထဲလဲသည်နှင့်ခေမာကျွယ်၏မူလားစရိုက်တို့သည်တဖြည်းဖြည်းပေါ်လွင်လာခဲ့တော့သည်ထို့ပြင်ခေမာကျွယ်မှာလူလာကိုလည်းသူ၏မာယာကြော်ခွင်းအလဲတွတ်သွင်းခဲ့တော့သည်တနေ့၌ထိုနေ့သည်ငထွားအတွက်လေပြေတို့ကုံစုံပြီးမုံတိုင်းတို့အစာပြုတ်ဝင်လာသောနေ့တစ်နေ့ပင်အမကြီးအမစားလိုက်တာကွယ်အဲ့ရထဲမှာဦးတော်နွေးအတန်ကြောင့်ခင်မာကျဲတယောက်အိမ်ရှိစီတွင်ရွာသားများနဲ့အတင်းအပြင်းပြောဆိုနေရမှစူဆောက်ငါထလာပြီးတောက်ရည်တစ်ခက်ကိုခက်ကရော့တောက်တေချင်းစိုးကြီးနဲ့ခုထိကိုမစေနိုင်သေးဘူးထို့သောဆိုကရေခွက်ကိုဦးတော်နွေးပါဇက်အတွင်အတင်းလောင်းထည့်လေတော့ဦးတော်နုမှာတော့ဗဇက်ပင်မဟာရသည်ရေခွက်ဖြင့်အတင်းထိုးလောင်းခံလိုက်ရသောကြောင့်နှာခေါင်းအတွင်းရေများတိုးဝင်ကမွန်ကျက်သွားရသည်မို့အတင်းကာရောရုံးကန်နေရတော့သည်ထိုအဖြစ်ပြက်ကိုအိမ်ရှိတွင်စော်ကစားနေသောငထွားလေးက
အဖေရဲ့အတန်ကြောင့်အိမ်ပေါ်တက်ကြည့်စဉ်မြင်သွားတော့သည်ထို့ကြောင့်ငထွားစိတ်တွေနဲ့သူ့အဖေကိုတနာသွားရကငိုတမ်းပါသောလေသံဖြင့်မေမေလေးဖေဖေကိုအဲ့ဒီလိုကြီးမလုပ်ပါနဲ့နော်ပေးသားကိုပေးမေမေလေးမအားရင်သားဖေဖေကိုရှီတိုက်ပါမယ်ထို့တို့ဆိုကခင်မကျွဲထံမှရေခွက်ကိုအတင်းဝင်လူသည်ထိုအချိန်တွင်ခင်မကျွဲသည်သူ့ထံမှရေခွက်ကိုအတင်းဝင်လူသောငထွားလေးကိုစောင့်တွန်းလိုက်တော့ကသူ့လက်ထဲမှရေခွက်ဖြင့်ပြစ်ပေါက်လိုက်တော့သည်တေချင်းစိုးလေးနင့်အဖေကိုနင့်ဘာသာနဲ့ပြုစုကြားရင်နင်တို့နှစ်ယောက်ကိုငါတတ်မိတော့မယ်တကယ်တည်းမှပဲဘာမှသုံးစားလို့မရတဲ့သားပါတော်သေးတာပေါ့ကိုလူလလှုပ်ကျွေးနေလို့သာငါထမင်းမငတ်တာထို့တို့ပြောတာရွာသားများတန်တို့ပြန်သွားကအတင်းအဖြစ်အကြောင်းအစုံကိုပြောကနေတော့သည်ထိုအချိန်တွင်ငတွားတို့သားအဖမှာတော့အိတ်ခမ်းအတွင်း၌တဦးနဲ့တဦးဖက်ကငိုကြွေးနေတော့သည်ဖေဖေရဲ့မငုံပါနဲ့တော့ဒါဖေဖေကိုပြုစုပါမယ်ပြီးတော့ဒါဖေဖေကိုဒီမိမကြီးနဲ့ဝေးတဲ့တနေရာကိုခေါ်သွားမယ်လေငထွား၏စကားကိုဦးတော်နုမျက်ရည်များကြားမှခေါင်းကိုညင်သွားစွာခါရမ်းလိုက်ပြီးဒါအဖေပြောတာကိုတေချာနားထောင်တော့ဖေဖေကတော့ဒီတောင်ကိုကြော်နိုင်မယ်မထင်တော့ဘူးဟုတ်ကဲ့ပါဖေဖေငါသားကိုဖေဖေနောက်ဆုံးမှာခဲ့ခြင်းတယ်ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဒီအိမ်နဲ့ဒီခြံကိုစွန့်ခွာမသွားပါနဲ့တကယ်လို့ငါသားအရွယ်ရောက်လာတဲ့အခါကျရင်လူတွေရဲ့စိတ်ရင်းအမှန်ကိုအရင်ဆုံးသိအောင်လေ့လာပါအပေါ်ယံတကာလောင်းထားတဲ့လူတွေအပေါ်ယုံကြည်မှုမထားပါနဲ့ငါသားအနေနဲ့လူတွေရဲ့စိတ်သဘောထားကိုသိရှိပြီးကိုထိန်းချောင်းနိုင်ပြီးဆိုတဲ့တနေ့ကြရင်အဖေထားခဲ့တဲ့ဖះကိုကူးခဲ့ပါအရှိရက်ကိုရှောက်လန်းပါအဖေရဲ့အသက်အရွယ်ကိုရောက်တဲ့အခါမှာခိုင်မြဲစွာရက်တည်ပါနှက်ဆိုင်စွာဖော်ထုတ်ပါလူလေးအဲ့ဒီအခါမှာလူလေးအတွက်အရင်လိုဘဝမျိုးကိုပြန်ရောက်ရှိပြီလိမ့်မယ်ထို့တို့ပြောရင်ဦးတော်နုတယောက်တဟောဟောဖြစ်ချောင်းများဆိုးနေတော့သည်ဦးတော်နုမှာကျမ်းမာရေးမကောင်းသည့်ကြားကစကားရှိကြီးပြောလိုက်ရသဖြင့်လွန်စွာမောပန်းသွားတော့၏ငထွားမှာတော့သူ့အဖေပြောသည့်စကားအကြောင်းအရာတို့ကိုနားမလည်တော့ဘူးတိုးပေမဲ့သူ့အုံနောက်ထဲမှာမမေ့နိုင်အောင်ရိုက်သွင်းထားလိုက်တော့သည်ကဲပါဖေဖေရဲ့ဒါအဖေစကားကိုတေချာမှတ်ထားပြီးပါပြီအဖေမောနေပြီလေနားလိုက်တော့နော်ငထွားမှာသူ့အဖေအိယာထက်တွင်ရှိသောရေများကိုတုတ်တင်လိုက်ပြီးနောက်ဦးတော်နုအားအိယာထက်စီတွင်ညင်သာစွာပြန်လဲအိဆက်စီတော့သည်ထိုအချိန်တွင်အိမ်ရှိစီမှဟောပြောရဲဆိုရင်ကိုလှတောင်ပြန်လာပြီပဲကဲကောင်မတွေငါကိုလှအတွက်ထမဲပွဲပြင်ပေးလိုက်အောင်မယ်နင်တို့ပြန်ကြတော့ထို့တော့မူနဲ့ချက်ပြခင်မာကျွယ်၏အတန်ကိုကြားလိုက်ရတော့သည်ထို့ကြောင့်ငထွားမှာနာကြီးစွာအံကိုတင်းကြိတ်လိုက်ပြီးလက်သီးကိုကြစ်ပါအောင်စုပ်ထားလိုက်တော့သည်ထို့နောက်ပိုင်းနေရတို့သည်ငထွားတို့သားအဖအတွက်နေစဉ်ငရဲကန်းတွေသာဖြစ်နေတော့သည်ခင်မာကျွယ်သည်ဦးတော်နုအပေါ်အမြဲလိုနိုင်ထက်စင်းလင်းပြုတ်မူလာပြီးကြံရှိနေသောပစ္စည်းတို့ကိုအတင်းမရမကမေးနေတော့သည်ထို့ပြင်ငထွားလေးကိုလည်းအလုံများအစမတန်ခိုင်းလေတော့သည်ပြည်လျင်ထမင်းကိုပင်ဝဝလင်းလင်းမကြွေးတော့ပြီဦးတော်နုမှလည်းတနေ့တစ်ခြားခင်မာကျွေ၏နှိမ့်ဆက်မှုအဝယ်ကျမ်းမာရေးမှာပုံမူဆူဝါလာတော့သည်ငထွားခမမှာလည်းသူ့အဖေရှိနေလို့သာဤအိမ်ကြီးတွင်နေခြင်းဖြစ်တော့သည်အမှန်စိတ်ရင်းတွင်မူဤအိမ်နှင့်ဝေးရာစီသို့ထွက်သွားခြင်းနေမိတော့သည်သို့ပေမဲ့အဖေဖြစ်သူမှာခဲ့သောစကားတို့ဒီကလည်းရှိနေသေးသည်မဟုတ်ပါလားထိုအိမ်ကြီးမှထွက်သွားဖို့စဉ်းစားမိလေတိုင်းနောက်ဆုံးတွင်တက်ပြင်းချနဲ့သာအဆုံးသတ်မိလေဤတို့ဖြင့်နောက်တလခန့်အကြာတွင်တော့ဦးတော်နုမှာလောကကြီးကိုလက်ပြနှုတ်ဆက်သွားတော့သည်ထိုအချိန်တွင်ငထွားမှာအချိန်ပြည့်အိမ်မှာမနေတော့ပြီတနေ့အလုတ်အားသည်ဖြင့်သူ့အဖေ၏မြေပုံရှိရာစီတို့သာသွားရောက်နေတတ်တော့သည်ဟဲ့ကောင်ငထွားလာစမ်းချံဝိုင်းတဲ့သို့ခြေချခြင်းငေါငန်းငါခေါ်လိုက်တန်ကြောင့်ငထွားခြေလန်းတို့ရက်တန့်သွားသည်အိမ်ရှိလေကားရင်းစီတွင်တော့လက်နှစ်ဖက်ဖြင့်ခါထောက်ကမျက်နှာကြောကြီးတင်းလျက်ရှိသောခင်မာကျွဲဖြစ်နေတော့သည်ဟဲ့ကောင်ငါခေါ်နေတယ်လीဘာရက်လုံနေတာလဲတေးချင်းနေပြီလားငထွားဒေါသဖြစ်သွားသည်သို့တော့ဖခင်ဖြစ်သူ၏စကားတို့ကနားရဲကြားရောက်လာမိသည်မို့တက်ပြင်းကိုချကာခင်မာကျဲထံလှမ်းလာခဲ့တော့သည်လာစမ်းခေါ်လိုက်ရင်ကက်တက်နဲ့တလိမ့်ဆန်လိုပဲအချိုးမပြေတဲ့အကောင်ရော့သေစမ်းဟာခင်မာကျွဲမှာငထွားသူ့အနားကိုရောက်လာသည်နဲ့လက်မြန်ချင်းမြန်ဖြင့်ငထွား၏နေရွက်ကိုလိန်ဆွဲလိုက်တော်သည်မို့ငထွားနာကျင်စွာရုန်းကန်နေမိတော့သည်ထိုအချိန်တွင်အိမ်ပေါ်မှဥလူလဆင်းလာပြီးအမကြီး
စုညံနေတာပဲကွာဘာတွေဖြစ်နေတာလဲကွာဒီမှာလေလူငနာတွေကခေါ်နေတာကိုကက်တက်တက်နဲ့အဲ့ဒါကြောင့်ဆုံးမနေတာခင်မကျွမ်းမငထွားနေရဲ့စီမှာသူ့လက်ကိုလွတ်လိုက်ပြီးကိုလူလာကိုပြောလိုက်တော့သည်ထိုအချိန်လူလာသည်လေငထွားထန်ရောက်လာပြီဟစ်ကောင်မင်းကလည်းမင်းမဲအမြဲတမ်းလိုကက်တက်တက်နဲ့ဘာကောင်မှန်းကိုမသိဘူးထို့တို့ပြောလာပြန်တယ်ထိုအချိန်တွင်တော့ငထွားတယောက်ဒေါသတို့ပောက်ကွဲရလိမ့်ပြီသူ့အဖေကျွေးမွေးခဲ့သောလူယုံကသူ့ကိုပင်ဟိန်းလားဟောက်လားလှုပ်လာသည်ကိုတော့လက်မခံနိုင်ပြီထို့ကြောင့်ပင်ဟဲ့လူခမားကကျုပ်အဖေရဲ့အလုပ်သမားကျုပ်ကိုဒီလိုလာပြောပိုင်ခွင့်ခမားမှမရှိဘူးဘာကွာငါကျွေးမွေးလို့ဒီအရွယ်ရောက်လာတာကိုငါကိုပြန်ကြိုက်တယ်ပေါ့ခွေးကောင်ရော့ကွာဖြောင်းဟုသောအတန်ကိုကြားလိုက်ရသည်လူလာမှာပြောဆိုငထွား၏နေရင်ကိုဖျက်ရိုက်လိုက်တော့သည်ငထွားမှာလူကြီးအားနဲ့ရိုက်ခံရသည်မို့လှေကားရင်းတွင်ပင်အောက်ကိုဒလိန်ခောက်ကွေးကျသွားလေတော့သည်ဤဒီကိုလူလာသည်အောက်သို့ဆင်းလာကခြေထောက်ဖြင့်ထပ်၍ကန်ပြန်တော့သည်ထိုစဉ်ခင်မကျွဲသည်လူလာအားပြေးဆွဲလိုက်ပြီတော်ပြီကိုလူလာစက်မလုံးနဲ့တော့အမားတို့သူ့ကိုလိုအပ်သေးတယ်သူ့အဖေမသေးခင်သူ့ကိုတခုခုတော့ပြောပြနိုင်ခဲ့သေးတယ်လीခင်မကျွဲ၏စကားကြောင့်လူလာလည်းရက်တန့်လိုက်တော့သည်ထို့နောက်ခင်မကျွဲမှမျက်ရည်ကျကမိုးနေသောငထွားဟဲ့ကောင်မျက်ရည်လေးစန်းတန်းလုံးမနေနဲ့သွားရေကန်မှာငါတမိန်တွေပုံထားတယ်သွားလျှော်စမ်းငထွားမှာအသားနာခဲ့မိမို့စိတ်ထဲကမကြောက်တော့လဲနောက်တစ်ဖန်အသားနာရမည်ဆိုသဖြင့်လဲကျနေရမှာထကရေကန်စီသို့ထွက်လာခဲ့တော့သည်ငထွားရေကန်စီသို့ထွက်သွားသည်နှင့်ခင်မကျွဲမှာလူလာ၏လက်ကိုဆွဲကအိမ်ပေါ်တက်သို့တက်သွားလိမ့်တော့သည်ဤဒီကိုရေကန်စီသွားနေသောငထွားမှာတော့မမြင်မိပြီကိုလာအဲ့လောက်ကြီးမကင်းနဲ့ကွာကြည့်ပါဦးဖေဟာငထွားတယောက်ညတေးနိုးချိန်တွင်ခင်မကျွဲ၏အိတ်ခမ်းစီမှထွက်ပေါ်လာသောအတန်ကြောင့်လွန်စွာအံ့ဩသွားရသည်ထို့ကြောင့်သူအိယာမထကခင်မကျွဲ၏အိတ်ခမ်းစီသို့အသာချေဖွာ၍ကြီးကပ်မိတော့သည်အိတ်ခမ်းတွင်အမောင်တဲဝဲလူရိပ်နှစ်ခုလှုပ်ရှားနေ၏ထိုစဉ်လူရိပ်နှစ်ခုစီမှခင်ကိုတကယ်ချစ်တာရောဟုတ်ရဲ့လားယောက်ျားအတန်ကြောင့်ငထွားလွန်စွာထိတ်လန့်သွားမိသည်စိတ်ထဲမှာလည်းဒါဥလူလာရဲ့အတန်ပဲထို့တို့တန်တော်ရေရုံမိသည်ထိုစဉ်ခင်မကျွဲ၏စကားတန်ထွက်ပေါ်လာပြန်၏အိုးကိုလှကလည်းတကယ်ချစ်လို့ပဲအခုဆို3နှစ်တောင်ကြော်ခဲ့ပြီပဲလीခင်မကျွဲ၏စကားကြောင့်ငထွားပူမူအံ့ဩရပြန်သည်ဒါဆိုသူတို့ကငါအဖေမသေးခင်ဒီရွာကိုရောက်ကြတဲ့ကအခုလိုဖြစ်နေကြတာပေါ့တောက်တစ်ချက်ကိုပြင်းစွာခောက်လိုက်သည်လောက်ရကြတယ်ကွာငါအဖေရဲ့ဂျေဇုတရားတွေကိုမှမထောက်အခုလိုခွေးဆက်ခင်းရတယ်လို့ငထွားရင်တဲ့သူ့အဖေအတွက်လွန်စွာဝမ်းနည်းသွားရသည်ဖခင်ဖြစ်သူမှာသူ့အပေါ်တစ္ဆာမရှိသူကိုမှယုံမပုံအပ်မိလိချင်းထို့တို့တွေးကလွန်စွာစိတ်မကောင်းဖြစ်သွားရတော့သည်ထို့ကြောင့်ထိုမတူတော်တို့၏စကားတို့ကိုထပ်မံ၍နားထောင်နိုင်စွမ်းမရှိတော့ပဲသူအိတ်ဆက်ရာနေရာစီသို့အသာလေးပြန်ထွက်ခဲ့တော့သည်အိယာနဲ့လူးလိုက်ရင်ငထွားအတွေးတွေရောက်ရက်ခတ်နေတော့သည်နားရရင်လည်းဖခင်ဖြစ်သူမသေးဆုံးခင်ကမှားခဲ့သောစကားတို့ကိုအဖန်တလဲလဲကြားရောက်နေမိပြန်သည်တို့ဖြင့်ပြန်စဉ်းစားနေမိတော့သည်အထူးသဖြင့်ဖခင်၏စကားတွေတွင်ပါဝင်ခဲ့သောအပေါ်ယံတကာလောင်းထားသူများဆိုသည့်စကားပင်ထိုစကားအကြောင်းအရာကိုသာငထွားနည်းနည်းစွာစဉ်းစားနေမိတော့သည်ဖခင်ဖြစ်သူသည်ထိုစကားကိုမိမိအားတကူးတကပြောပြခဲ့ခြင်းမှာဖေသည်မသေးခင်မှာသူ့ဘဝကအမှားတို့ကိုတင်ငန်းစာယူမိခဲ့ပုံရ၏ထို့အကြောင်းကိုငထွားနားလည်မိသည်ဒီလိုသာဆိုရင်ဥလူလာနဲ့ခင်မာကျွယ်တို့ကိစ္စကိုမိမိအဖေမသေးခင်သိရှိသွားနိုင်လောက်သည်ထို့သိရှိခဲ့ခြင်းကြောင့်လည်းဖခင်မှာစိတ်ဖိစီးပြီးဆုံးပါခဲ့ရခြင်းဖြစ်နိုင်သည်ငထွားတယောက်အိယာတဲ့လူလိုက်ရင်တွေးလေအခန်းထဲမှမတူတော်နှစ်ယောက်ကိုနာကြည့်မိလေပင်ဖြစ်နေတော့သည်ထိုအချိန်တွင်ကျွေးဟုသောတကားဖွင့်နှံကိုကြားလိုက်ရသည်ငထွား၏အတွေးစားတို့ပြတ်တောက်သွားပြီးအခန်းတကားဖွင့်နှံအဆုံးမှာပင်ခေမာကျွမ်းမှာအဝတ်စားများကကပိုကိုယိုဝတ်ကွာထွက်လာပြီးအိမ်အောက်သို့ဆင်းသွားလေတော့သည်ဤဒီကိုကြည့်ကငထွားစိတ်ထဲမှာခမားတို့တွေနေနဲ့ကြောက်ပေါ့ဗျာငထွားတယောက်တေးထားကစူးစားအိပ်ဆက်လိုက်တော့သည်ဟဲ့ဟိုအကောင်နင်အခုချိန်ထိအိယာကမထသေးဘူးလားနင်ကိုနင်တထေးသားများထင်နေလားဟဲ့ဖြန်းဟုသောအတန်နဲ့အတူကြောပြင်စီမှနာကျင်မှုကြောင့်ငထွားလမ်းဖြန့်ပြီးအိယာမှအတင်းရုန်းကန်ထားမိတော့သည်သူ့ချိန်ရင်တွင်ခင်မာကျွမ်းမှာတပည့်စီယိုတစ်ချောင်းကိုကင်ကရက်နေသည်ကိုတွေ့လိုက်ရတော့သည်ဟဲ့
အိယာကနိုးရတောင်ကြောင်တောင်လုံနေသေးတယ်သွားငါရေမိုးချုံမှုရေသွားခတ်ပြေးစမ်းငါထွားအောက်ကိုဆင်းလာခဲ့တော့သည်ပြီးနောက်ရေပုံးကိုယူကာရေတွင်းမှရေကိုငင်၍ရေကန်အတွင်းသို့ခေမာကျွဲရေချိုးရန်ရေခတ်ပေးနေလေတော့သည်တိုးတော်သူ၏အရွယ်မှာငယ်နေပြီးရေပုံးကြီးမှကြီးနေသောကြောင့်ရေခတ်လိုက်ချိန်၌ရေပုံးမှာတွင်း၏နေရန်နှင့်တိုက်မိပြီးအထဲသို့တဲများကြကုန်တော့သည်ငါထွားတဲမကြအောင်မြည်မြပင်ခတ်စီကမူအရွယ်မများမှုကြောင့်တဲတို့ကပုံနေကြားရောက်နေစေဖြစ်သည်ငါထွား၏လက်တွေလည်းနာကျင်လှပြီဖြစ်သည်တိုးတော်လည်းငါထွားသည်ကန်အတွင်းရေပြည့်အောင်ကြိုးစားကခတ်ပေးနေရတော့သည်ထိုအချိန်မှာပင်ခေမာကျွဲမှာထမင်းရေရှားဖြင့်ရေချိုးရန်ဆင်းလာတော့သည်ပြီးနောက်ရေကန်ရှိရာသို့ရောက်ရှိလာစဉ်ဟင်းဟုတ်ကောင်ခွေးတောင်စားနင်းရေကိုဘလို့ခတ်နေတာလဲတကန်လုံးလဲတလဲတွေနဲ့ဘွက်ပေါက်ကုန်ပြီဒါလေးတောင်ဖြစ်မရှိဘူးလာစမ်းဟုငောင်ငန်းခေါ်ကငါထွားလက်ထဲမှရေပုံးကိုလှူယူပြီးရေပုံးတွင်တထားသောကျိုးကိုခောက်ကငါထွား၏ကြောပြင်စီသို့ပြင်းထန်စွာရိုက်နှက်လေတော့သည်ကြောပြင်မှပူလောင်ဆက်ပြင်းမှုတန်းကြောင့်ငါထွားမျက်ရည်များကျလာရတော့သည်ခေမာကျွင်မှာတော့အာရအောင်ရိုက်နှက်ပြီးနောက်ကန်ထဲမှရေများကိုဖောက်ချလိုက်ကသွားအစ်စ်ပြန်ခတ်ချီဒီတခါတလဲပါလို့ကတော့နင့်ကိုထမင်းမကြွေးဘူးငါထွားသည်ခေမာကျွင်ထံမှရေပုံးကိုယူပြီးတဖန်ခတ်ရပြန်သည်တိုးတော်အရွယ်မများတမှုကြောင့်တလဲတို့ကကြမြဲပင်ဖြစ်သည်ထိုအချိန်တွင်ခေမာကျွင်မှဟင်ဒီလောက်တောင်စောက်ဖြစ်မရှိတဲ့ကောင်နင့်ကိုဒီနေ့ထမင်းမကြွေးဘူးသွားတောင်းစားဖို့ပဲတင်းတဲ့ကောင်ရော့ဒီမှာခွက်သွားတောင်းစားကြည်ထိုတို့ဆိုကလက်ထဲကချိုးရီခွက်ကိုပေးလိုက်တော့သည်ရေခွက်ဖြင့်အားပါစွာပြစ်ပေါက်လိုက်သည်မို့ငါထွားအားမှန်ကနဘေးသို့ပြုတ်ကျသွားသည်ထိုအခါခေမာကျွင်မှဟဲ့ကောင်အဲ့ဒီခွက်နဲ့နင်းတောင်းစားရမှာလေပြန်ကောက်စမ်းငါထွားမှထပ်မှန်အရိုက်ခံရမည်ဆိုသဖြင့်ခွက်ကိုကောက်ယူလိုက်တော့သည်တွားရွာထဲမှာတွားတောင်းစားငါထွားတယောက်ခွက်ကလေးကိုကင်ကရွာထဲသို့ထွက်လာခဲ့တော့သည်ငါထွားစိတ်ထဲတွင်လည်းလွန်စွာဝမ်းနည်းနေမိတော့သည်တိုးနှင့်သူရွာထိပ်စီသို့ရောက်လာခဲ့တော့သည်ထိုအချိန်တွင်ငါထွား၏စိတ်ထဲ၌တစုံတရာကိုစဉ်းစားမိသွားသည်သူဖခင်၏မျက်နှာပင်ဖြစ်သည်ထို့ကြောင့်ရွာထဲသို့မဝင်တော့ဘဲရွာအနောက်ဘက်ကတင်ချိုင်းစီသို့ထွက်လာခဲ့တော့သည်တင်ချိုင်းထဲသို့ရောက်သောအခါတွင်ငါထွားသည်သူ့အဖေ၏မြေပုံစီရာစီသို့ထွက်လာခဲ့တော့သည်ဖခင်၏မြေပုံနေရာတွင်တော့ဦးတော်နုအသက်80နှစ်ဟုသောမှတ်တိုင်လေးကသူ့အားကြိုဆိုနေတော့သည်ငါထွားတယောက်သူ့အဖေ၏မြေပုံနှဘေးဝယ်ဒူးထောက်ထိုင်ချလိုက်ပြီးလက်ဆယ်ပြားရှက်မိုးလျက်ဥခိုက်လိုက်တော့သည်ထိုစဉ်သူ့မျက်ဝန်းစီမှမျက်ရည်စားတို့သည်ဖြာကျလာခဲ့တော့သည်ဖေဖေရဲ့ကျွန်တော်အဖေစကားကိုစက်ပြီးနားထောင်ဖို့မဖြစ်နိုင်တော့ဘူးဗျာအဲ့ဒီတော့ကျွန်တော်ဒီနေရာကနေထွက်သွားတော့မယ်ငါထွားတယောက်ဦးတာနွေရဲ့မြေုံနှဘေးမှာထိုင်ငိုနေမိတော့သည်ခေမာချိုတယောက်ငါထွားခတ်ဖေးထားသောရေများကိုအနှဲငယ်စစ်ခါချိုးလိုက်ပြီးဖီလင်းပြင်ဆင်ကလူလပြန်လာကိုစောင့်မျှော်နေမိတော့သည်တိုးနဲ့ရွာဦးကျောင်းစီမှစွန်းစားချိန်အုံမောင်းခောက်ပြီးချိန်လောက်တွင်တော့လူလတယောက်လေထဲမှပြန်ရောက်လာလေတော့သည်ထိုအချိန်တွင်ခေမာကျွဲမှာလူလအားခြံဝါအထိထွက်ကြိုဆိုလိုက်ပြီးကိုလှအတော်လေးပင်ပန်းလာပြီလားခေမာကျွဲ၏မုံနဲ့အပြောကြောင့်လူလမှာအားရပါရရေမောလိုက်ပြီးဟောဒီကကိုလှအချစ်လေးကိုတွေ့လိုက်ရတော့ပင်ပန်းလာတွေပျောက်ကုန်ပါပြီကွာအိုးသွားပါကိုပူကြီးခေမာကျွဲနဲ့လူလာတို့နှစ်ယောက်တဦးနဲ့တဦးဖက်ရဲကအိမ်ထဲသို့လှမ်းဝင်ခဲ့ကြသည်သူတို့အိမ်ဒီရွာစွန်တွင်ရှိနေသည်ကပင်သူတို့အတွက်ပုံမအဆင်ပြေနေတော့သည်သူနဲ့အိမ်ထဲသို့ရောက်သောအချိန်၌လူလာမှအော်တိမ်လုံးတိတ်ဆိတ်လို့ပါလားခင်ရဲ့ဟိုကောင်လေးကောအိုးသူ့ကိုခင်မနဲ့ကလေးကခွက်တလုံးပေးပြီးရွာထဲမှာတွားတောင်းစားခိုင်းလိုက်တယ်ဟာခင်မင်းအဲ့လိုလုံးမဖြစ်ဘူးလေကိုလာလို့သူ့ကိုမေးစရာရှိသေးတယ်လေအော်ဟုတ်သားပဲခင်ကလည်းသူ့ကိုငကိုကလေးကမော်ရင်ဆွဲရှိနေတော့မနဲ့ကလေးကရေခတ်ခိုင်းတာအစင်မပြေတာနဲ့ရိုင်းနှက်ပြီးနှင်ချလိုက်မိတာအဲ့ဒီတော့အခုခင်တို့ဘယ်လိုလုပ်ကြမလဲကိုလာခင်မကျွဲဤစကားကြောင့်လူလစဉ်းစားဟန်ပြူလိုက်ပြီပြီးနောက်ကိုလာလို့သူ့ကိုအချိုတက်ပြီးလိုက်ခေါ်ရုံကလွဲပြီးဘာများတတ်နိုင်အောင်မလဲခင်ရဲ့ထို့နောက်တွင်တော့လူလားတို့နှစ်ဦးရွာထဲဝင်ရိပ်ငထွားလေးအားလိုက်လံရှာဖွေကြတော့သည်ငထွားတယောက်သူ့ဖခင်မြေပုံနားတွင်ငိုရင်းဖြင့်ဘယ်အချိန်အိပ်ပျော်သွားသည်မသိပြီအနားကိုကပ်လာသောခြေတံကိုကြားမိမှသာဖြတ်ကနေလန့်နိုးသွားတော့သည်ထိုစဉ်လူလေးကတော့ဖုံးတဲ့တဘာနဲ့မွေးလာပြီမဲ့နန်နေထားရလေတော့သူခမရထင်သလောက်မတောက်ပနိုင်ချဘူးတနာစရာပါပဲကြည်လင်ပြတ်သားလာတဲ့အတန်တစ်ခုကသူ့အနားကထွက်ပေါ်လာလေသည်မို့
ငထွားလေးအိတ်နေရမှလူလဲထားလိုက်ခါလိုက်ရှာကြည့်လိုက်တော့ဘေးပတ်ဝန်းကျင်စီတွင်လူတယောက်မှမရှိပေတို့ကြောင့်ငထွားလေးမှာထိတ်လန့်သွားရသည်ထိုစဉ်မှာပင်ကောင်းလေးမင်းငါ့ကိုလိုက်ရှာနေတာမလားအပင်ပန်းခံပြီးရှာမနေနဲ့ဇရက်ပေါ်ကိုသာလာခဲ့မင်းနဲ့ငါကရှေ့ဆက်ရှိလို့စုံခဲ့ပြီဆိုတော့မင်းကိုငါကကဲတင်ပေးရတော့မှာပေါ့ကွာထို့သောအတန်ကသူ့နားမှထပ်မှန်ကထွက်ပေါ်လာပြန်သည်ထိုသူ၏စကားထဲတွင်တုတ်တန်တွင်ကဇရက်စီလာရန်ခေါ်နေသည်မို့ငထွားလေးမှာသွားတဲ့မသွားတဲ့ချိန်ဆနေမိတော့သည်နောက်ဆုံးချိန်တွင်တော့ငထွားလေးမှာသွားဖို့ဆုံးဖြတ်လိုက်ပြီးဇရက်ရှိရာသို့လှမ်းခဲလိုက်တော့သည်ဇရက်နားသို့ရောက်သောအခါတွင်ဇရက်ပေါ်တွင်ထိုင်သောလူတစ်ယောက်ကိုငထွားလှမ်းမြင်လိုက်ရတော့သည်ထိုလူမှာအသက်အရွယ်အပြင်60ဝန်းကျင်ခန့်ရှိမည်ဟုထင်ရပြီးစုပ်ဖွာနေသောသပင်အယောင်မိန်နေသောပစိုးကွက်ထောက်နှင့်ညစ်ထေထေတိုက်ပုံအင်ကြီးတစ်ထည်ကိုရင်ဘတ်ဟပြဲပြဲဝတ်ဆင်ထားလေတော့သည်သူ့ရင်ဘတ်တွင်လည်းထိုးခွေးမင်းကြောင်များကအင်းကွက်များတရံရှိနေတော့သည်ထို့ကြောင့်ငထွားလေးစိတ်ထဲတွင်ထိုလူကြီးကိုကြည့်ကလူထူးလူဆန်းကြီးပဲဟုမှတ်ချက်ချမိလိုက်တော့သည်ကောင်းလေးငါ့ကိုအကဲခတ်မနေပါနဲ့အပေါ်ကိုတက်လာခဲ့ပါကွာငထွားလေးလဲဇရက်ပေါ်မှာလူထူးဆန်းကြီးစကားကြောင့်ထပ်မံ၍အကဲမခတ်တော့ပဲဖြစ်ချင်အဖြစ်ဟုဆုံးဖြတ်ကဇရက်ပေါ်သို့တက်လာခဲ့တော့သည်ကဲထိုင်းစနေတာနေတဲ့ရည်တယ်လီမင်းအခုခံစားနေရတဲ့ဒုက္ခတွေကလွတ်ချင်ရင်ငါနောက်ကိုလိုက်ခဲ့အေးမင်းအနေနဲ့မနစ်နာစီရဘူးစိတ်မညစ်စီရဘူးထမင်းလဲနတ်မှန်အောင်စားရမယ်ကဲဘလို့လဲလိုက်မယ်မဟုတ်လားလူထူးစန်းကြီးမှာပြောရင်းဖြင့်ထရဲလိုက်တော့သည်ထိုအခါတွင်ကွန်းချင်းများအထက်ထက်ဂျိုးတက်နေသောထိုသူ၏တွားများကိုငထွားလေးမြင်မိတော့သည်ထို့ကြောင့်ငထွားလေးစိတ်ထဲဝဲထိုလူကြီးသည်လူကြီးသူကောင်းမှဟုတ်ပါလေစားဟုတွေးမိကတွေးဝေနေမိတော့သည်သူ့အနေနဲ့ဖခင်ဖြစ်သူမှာကြားခဲ့သောစကားအရဤနေရာကိုစွန့်ခွာ၍မဖြစ်နိုင်ပြီသို့တော်သူ့အနေနဲ့ကလည်းခင်မာကျွယ်တို့နှင့်ဝေးရစီကိုထွက်သွားခြင်းနေမိတော့သည်ကောင်းလေးတွေးဝေလာကြည်လားဘာလဲမင်းကငါ့ကိုလူကောင်းမှဟုတ်ပါလေစားလို့တွေးနေတယ်ပေါ့ပြီးတော့မင်းအဖေမသေးခင်ကမှာခဲ့တဲ့စကားတွေကြောင့်ဒီရွာကိုမခွဲချင်ဘူးဆိုပါတော့ကွာလူထူးစန်းကြီးစကားကငထွားလေးကိုလွန်စွာမှအံ့အားသင့်စေသည်သူစိတ်တွေကတွေးနေသမျှကိုလူထူးစန်းကြီးကသိနေသည်မဟုတ်ပါလားဗျာဦးကြီးကကျွန်တော်စိတ်ကိုသိနေတယ်ပေါ့ပြီးတော့အဖေပြောခဲ့တဲ့စကားကိုဦးကြီးကဘာလို့သိနေတာလဲငထွားလေးစကားပဲမဆုံးသေးပြီထိုသူမှလက်ကပြလိုက်ကဒါမျိုးကငါအတွက်တော့အသေးဖွဲပါကောင်းလေးဟာကဲငါပြောပြမယ်မင်းအဖေမှန်ခဲ့တဲ့စကားကိုလည်းမင်းအနေနဲ့ပယ်ရှားသလိုမဖြစ်အောင်နောက်ပြီးမင်းလည်းစိတ်ပြေလက်ပြောက်ဖြစ်အောင်ငါနဲ့လိုက်ခဲ့အေးလိုက်ခဲ့ရင်လည်းမပြောဘူးဆိုရင်တော့မင်းကိုငါပြန်ပို့ပေးမယ်ဘယ်လိုလဲဒီတစ်ချိန်တွင်တော့ငထွားလေးညင်းဆန်ခြင်းမပြုတော့ပြီထိုလူထူးစန်းကြီးနောက်သို့လိုက်ရန်သဘောတူခေါင်းချင်းလိုက်လေတော့သည်ငထွားလေးထံမှသဘောတူညီမှုရလေသောအခါလူထူးစန်းကြီးသည်သူဝေထားသောတိုက်ပုံအင်ကြီးအိတ်ကပ်အတွင်လက်၌လိုက်ပြီးနောက်လက်ကိုပြန်ထုတ်လိုက်သောအခါတွင်သူလက်ထဲ၌ဇီးပြူသည့်အရွယ်ခန့်ရှိသည့်ဆေးလုံးလေးတစ်လုံးပါလာတော့သည်လူထူးစန်းကြီးသည်ဆေးလုံးလေးကိုငထွားလေးထံကမ်းပေးလိုက်ပြီးရော့ငါနောက်ကိုလိုက်ရင်မင်းတန်မာနေမှဖြစ်မှာအဲ့ဒီတော့ဒီဆေးလေးကိုမင်းအခုပဲတောက်လိုက်ငထွားလေးမှာလူထူးစန်းကြီးပေးသောဆေးလုံးကိုတူဝေဝေမနေတော့ပဲတောက်လိုက်တော့သည်ဆေးတောက်ပြီးနောက်ငထွားလေးခန္ဓာကိုယ်ထဲရှိသွေးများစူပွက်လာတဲ့ကဲ့သို့ခံစားလိုက်ရတော့သည်လူတစ်ကိုယ်လုံးသည်လည်းတရက်ကလေးတစ်ခုပမာပေါ်ပါလန်းဆန်းသွားတော့သည်ကဲစနေသားရေတက်ငထွားလေးငါတို့တွေအချိန်မဆိုင်ပဲလောကကြီးကိုရှောက်လန်းကြစို့ကွာအော်မေးတော့မလို့တခုပြောပြအောင်မယ်ငါနာမည်ကလူထူးစန်းကြီးမဟုတ်ဘူးတော်ကားလို့ခေါ်တယ်မှတ်ထားနော်နောက်တစ်ခါငါ့ကိုလူထူးစန်းလို့ခေါ်ရင်မင်းကိုအပြစ်ပေးမယ်ကြားလားအော်ငေါ့သည့်စကားမဟုတ်ပဲအရွှန်းဖောက်သည့်အနေနဲ့ပြောလာတော့တော်ကားဆိုသည့်လူထူးစန်းကြီးစကားကြောင့်ငထွားလေးထပ်မံ၍အံ့ဩခြင်းမဖြစ်တော့ပဲပြုံးလိုက်မိတော့သည်ထိုအချိန်တွင်ဟိတ်ကောင်ငါ့ကိုလူထူးစန်းလို့မခေါ်ပါနဲ့ဆိုအရိုက်ခံနေပြီလားဦးတော်ကား၏စကားကြောင့်ငထွားလေးမှာအားရပါရရေမောလိုက်တော့သည်ငထွားလေးရေဒီကိုမြင်သောအခါတွင်ဦးတော်ကားလည်းအားရပါရလိုက်လံရေမောပြန်တော့သည်ထို့နောက်တွင်တော့သူတို့နှစ်ဦးသည်ရေတံများဖြင့်အင်းပြားရွာတုတ်တန်ကလေးနှင့်တစဝေးသွားလေတော့သည်ဟမ်ဒီမှာခင်သူ့ကိုပေးလိုက်တဲ့ခွက်ကလေးပဲခင်မကျွဲတယောက်ဦးတော်နုမြေပုံနှစ်ဘေးမှရေချိုးခွက်ကလေးကိုကောက်ကလူလှအားပြောလိုက်တော့သည်သူဒီကိုလာသွားတယ်ထင်တယ်ခင်ရဲ့ဟုတ်လောက်တယ်ကိုလာခင်တို့သူ့ကိုလိုက်ရှာကြရအောင်
တော်သာသူ့ကိုမတွေ့ရင်ပစ္စည်းတွေရဲ့တဲလွန်စပျောက်သွားနိုင်တယ်ထို့နောက်တွင်တော့သူတို့နှစ်ဦးတုတ်တန်နေရာအနှံ့စီငထွားလေးအားလိုက်ရှာကြလေတော့သည်တို့ပေမဲ့သူတို့မသိရှိနိုင်သည်မှာငထွားလေးသည်ဥတော်ကနောက်ကိုလိုက်ပါသွားသည်ဆိုတာကိုသူတို့မသိပြီတို့နှင့်သူတို့နှစ်ဦးအချိန်အတော်တန်ရှာပြီးတော့အချိန်ပင်ငထွားလေးကမတွေ့ရတော့သည်မို့စိတ်လျှော့လိုက်ကြပြီနေအိမ်ရှိရာသို့ပြန်ခဲ့ကြတော့သည်လန်ခီတွင်မခင်ကျွဲမကိုလာခင်တို့ကောင်လေးကိုမတွေးမိဘူးဆိုတော့ပစ္စည်းတွေရှာဖို့ဘယ်လိုလုပ်ကြမလဲအခုမှတော့မတက်နိုင်ဘူးအကိုတို့တွေခြံနှက်လိုက်ပြီးတူးကြည့်ကြတာပေါ့အခုလောလောဆယ်တော့ကိုလာစိတ်ထဲမှာဖြစ်နေတာကအိမ်ကိုအမြန်ဆုံးပြန်ပြီးဟောဒီကခင်းဆိုတဲ့ရတနာတိုက်လေးကိုကိုလာကလည်းရှက်စရာကြီးကွာလူလာရဲ့စကားမဆုံးခင်မကျွဲမှာချွဲပစ်ပြောလိုက်ရင်လူလာရဲ့ပခုံးစီတို့လက်သီးစုပ်များဖြင့်ခတ်ဖောက်ဖထူလိုက်တော့သည်ထို့နောက်တွင်တော့နှုတ်ဦးသားပြိုင်သူရေမောလိုက်ကြကအိမ်ပြန်လန်းစီတက်ကြွစွာပြန်ခဲ့ကြတော့သည်စင်စစ်တွင်တော့လူလာမှာပစ္စည်းများကိုမမောမှုမရှိသူတကယ်မမောနေမိသည်ကခင်မကျွဲနှင့်အတူကုခတ်ရမိရမတ်ပင်လေကိုသာမမောနေမိခြင်းပင်ဖြစ်တော်သည်ငထွားနှင့်ဥတော်ကားတို့မှာအင်းပြတုတ်တံမှထွက်ခဲ့ကြပြီးနောက်မနာမနေလျှောက်လာခဲ့သည်မှာနေဆောင်ချိန်တွင်အင်းပြရွာနှင့်အတော်အလံဝေသောမြို့လေးတစ်မြို့စီရောက်ခဲ့ကြတော့သည်တိုးတော်ထူးဆန်းမှုတစ်ခုမှာငထွားလေးပင်ဖြစ်တော်သည်ငထွားလေးမှာဥတော်ကတိုက်သောဆေးလုံးကိုတောက်ပြီးနောက်ပိုင်းလူတကိုယ်လုံးပေါ်ပါလန်းဆန်းနေပြီးယခုလိုတနေကုန်နီးပါးမနာမနေလမ်းလျှောက်လာရသည်ကိုပင်လုံးဝမောပန်းနွမ်းနေခြင်းမရှိပြီတောနှင့်သူတို့နှစ်ဦးသည်မြို့ထဲသို့တပြေးပြေးဝင်ရောက်လာခဲ့ကြတော့သည်ထို့နဲ့မြို့လေကောင်ရှိထမင်းဆိုင်တစ်ဆိုင်ကိုဝင်ရောက်လိုက်ကြကလွတ်နေသောဇပွဲတစ်လုံးတွင်ဝင်ရောက်နေရာယူလိုက်ကြတော့သည်သူတို့နှစ်ဦးထိုင်သည်ကိုမြင်သောအချိန်၌ဆိုင်ရှင်သည်သူတို့ပုံစံကိုရွှန်ရှာတကဲ့သို့ကြည့်ကရောက်လာပြီးခမည်းတော်ဘာလာလောက်ကြတာလဲထို့သို့ခက်ရင်မေးလာတော့သည်ဆိုင်ရှင်၏စကားခက်ရင်ကြောင့်ဆိုင်ထဲရှိလူအချို့၏မျက်လုံးများမှာသူတို့၏ဇပွဲဝိုင်းစီသို့စုပြုံကြည့်လာကြတော့သည်ထမင်းစားမလို့ပေါ့ဗျာဘိုက်စာနေပြီလေအမဲသားနဲ့နှစ်ပွဲပေးပါကွာအမှဆိုင်ရှင်၏စကားကိုအမှုမထားဟန်ဖြင့်ထမင်းမှလိုက်ထိုအချိန်ဆိုင်ရှင်သည်ခမည်းတော်ပုံစံကစုပ်ပြက်နေထမင်းမိုးရှင်းနိုင်မဲ့ပုံစံမရှိဘူးအဲ့ဒီတော့ခမည်းတော်မှာတာကိုမလုပ်ပေးနိုင်ဘူးအခုပဲဆိုင်ထဲကထွက်သွားလိုက်တော့ဆိုင်ရှင်၏စကားသည်ငကိုကားထက်ပို၍ရင်သီးလာ၏ထိုစကားကြောင့်နဘေးတွင်ရှိသောငထွားလေးသည်မခံမရနိုင်ဖြစ်သွားရပြီးဥတော်ကလက်ကိုလှမ်းဆွဲလိုက်ခါဦးလေးတွားကြစို့ဗျာဟုပြောလိုက်တော့သည်ဤဒီကိုဥတော်ကမှငထွားလေးဟာအတာနေဟုသောအထာဖြင့်လက်ကာပြလိုက်ပြီးဆိုင်ရှင်ကိုပြုံးဆဆမျက်နှာပေးဖြင့်ကြည်ကာအဲ့ဒါဆိုငါတို့ပတ်စံပြနိုင်ရင်ထမင်းစားလို့ရမယ်ပေါ့အဲ့ဒီလိုလားဟုတ်တယ်ဆိုင်ရှင်ထံမှအဖြေရသည်နဲ့ဥတော်ကမှသူဝေထားသောတိုက်ပုံအင်းကြီးအထုပ်ကြီးရဲ့အိတ်ထဲသို့လိုက်နှက်လိုက်ပြီးနောက်သူ့လက်ကိုပြန်ထုတ်လိုက်သောအချိန်တွင်လက်ထဲ၌ပတ်စံတစ်ထပ်ပါလာတော့သည်ဥတော်ကလက်ထဲမှပတ်စံကိုဆိုင်ရှင်မြင်သွားသောအချိန်တွင်မျက်လုံးပြူသွားပြီးပြပြတလဲဟန်ဖြင့်ဟိုစိတ်မရှိပါနဲ့တထေးမင်းရဲ့တထေးမင်းတို့ကိုအဝက်စားပုံစံကြည့်ပြီးအခုလိုပြောမိတာပါကျုပ်ကိုစိတ်မဆိုးပါနဲ့နော်ထို့တော့တောင်းပန်လာတော့သည်ထိုအချိန်ဥတော်ကမှရပါတယ်ငါစိတ်ထဲဘာမှမရှိပါဘူးကွာကဲကွာဗိုက်စာလာပြီဆိုင်မှာရှိတဲ့အမဲသားရဲ့အမဲအစုံကိုအမြန်သာချပြီးတော့ဥတော်က၏စကားအစုံ၌ခဏအကြာတွင်တော့ငထွားလေးတို့အရှိတွင်အမဲဟင်းလျာအစုံရောက်ရှိလာတော့သည်ဟင်းပွဲများမှာများပြားလွန်လာသဖြင့်စားပွဲနှင့်ပင်မဆန့်ကျင်တော့ပေငထွားလေးမှာတော့သူရှိမှများပြားလာသောအမဲဟင်းလျာများကိုကြည့်ကာတွေးဝေနေမိတော့သည်သူ့ဘဝတွင်ယခုကဲ့သို့ဟင်းကောင်းကောင်းမစားရသည်မှာကြာလေပြီဖြစ်သည်ပြီးတော့သွားလေသူဖခင်ကြီးကိုလည်းတတိယမိပြန်တော့သည်သူဤဖခင်ကြီးမှလည်းမသေးခင်အချိန်၌ဟင်းကောင်းကောင်းနဲ့ထမင်းမစားတော့ခဲ့ရတော့ပြီထိုအချိန်ကခင်မကျွဲမှာကျမ်းမာရေးမကောင်းဖြစ်နေသောဥတော်နုကိုစိတ်ပါမှသာထမင်းကျွေးတတ်တော့သည်ကောင်းလေးစားလေကွာတောင်တင်းမြောက်တွေရှောက်တွေးမနေနဲ့ဥတော်ကား၏အတန်ကြောင့်ငထွား၏အတွေးတို့ပြတ်တောက်သွားရတော့သည်ပြီးနောက်သူ့နဘေးတွင်ရှိသောလက်ဆေးစလုံးမှရေဖြင့်လက်ကိုဆေးကစပွဲထက်မှဟင်းလျာများကိုမိန်ရှက်စွာဖြင့်စားတောက်တော့သည်သူနှင့်နာယီဝက်ခန့်အကြာတွင်တော့ငထွားလေးနှင့်ဥတော်ကားတို့မှထမင်းစား၍ပြီးလေတော့သည်ထိုအချိန်တွင်ဆိုင်ရှင်သည်ထမင်းပွဲများကိုလာသိမ်းပြီးနောက်ငထွားလေးတို့အတွက်အချိုပွဲများထပ်မံချပြီးလေတော့သည်ထို့ကြောင့်သူတို့နှုတ်ဦးအချိုပွဲများကိုစားနေကြရင်ဖြင့်ဥတော်ကားမှငထွားလေးအနားကိုကပ်ကာကဲငထွားလေးစားစရာရှိတာစားပြီးရင်အားရှိသွားအောင်ခဏနာကွာ
ဟိုဘက်မှာငါတို့ကိုတွေးလို့စမ်းမဲ့သူတွေတော့ရှိနေပြီထို့တို့ပြောကဆိုင်နောက်တနေရာစီတို့မေးဆက်ပြလိုက်သည်ဥတော်ကပြရာစီငထွားလေးကြီးလိုက်သောအချိန်တွင်စပွဲဝိုင်းတစ်ခုတွင်ထိုင်နေသောလူ၈ယောက်မှာငထွားလေးတို့ဝိုင်းစီတို့လောဘတက်နေသောမျက်လုံးများဖြင့်ကွက်ကြည့်လုံနေသည်ကိုတွေးလိုက်ရတော့သည်ကျွန်တော်တင်ဆက်ပေးနေသောစနေသားဒုတ်ပြီးဓာပြီးငထွားဆိုတဲ့ဇလံလေးကိုနောက်နေ့များမှာဒုတိယပိုင်းအနေနဲ့ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်လို့အားပေးကြပါအောင်ခင်ဗျာပရိသတ်တို့ရဲ့ခံစားချက်များကိုလည်း comment box မှာရေးပြီး